မကျေနပ်မနာလို့ချစ်တို့မုန်းတိုက်ခိုက်နောက်ဖြစ်လာတော့အနောက်ဖြစ်တိုက်ခိုက်တဲ့ဘုံတရားရှိများမှာလို့ဝေဒင်ကြရာဂါရာမန္တန်အင်းရိုင်အဆောင်နှစ်ဖွဲ့တိုက်ခိုက်နောက်ဖြစ်တဲ့ဘုံတရားရှိများမှာလို့တိုင်းရင်းနဲ့ပတ်သက်ပြီးတတိဆွဲတတိဆောင်ပုဂ္ဂိုလ်ဆွဲပုဂ္ဂိုလ်ဆောင်အဆောင်ကျော်တဲ့ဘုံတရားရှိများမှာလို့ဘာမှမရှိများမှာလို့ရရဆရာစိတ်ရဲ့နေပေါ့ခိုင်းစိတ်ကလေးချော့လိုက်နော်စိတ်ကလေးချော့လိုက်ပြန်နဲ့တရားချော့ချော့ညတိုက်ဆွဲတိုက်ဆက်ဥစ္စာကောင်းနဲ့ဥစ္စာကောင်းဆိုတူအောင်တူအောင်ဆိုတော့ဘုံကြီးရရှိနေမှာလေညခုကြပါလို့ပြောစိတ်ကိုပြင်လိုက်နော်စိတ်တော်မှကိုပါတယ်နော်ဘုရားဆံများစီပြ32ခုလားဘုရားတရားတန်ခါယရနာမျိုးသုံးပါးမတတ်တယ်အစီအမံများဖြင့်တိုက်ခိုက်နောက်ချက်လာတော့နောက်ချက်တိုက်ခိုက်တဲ့ဘုံကြီးရရှိနေမှာလေဒီလိုတည်းတော့ပုဂ္ဂိုလ်ဆိုပုဂ္ဂိုလ်တော့အဆောင်ကျော်တဲ့ဘုံကြီးရရှိနေမှာလေတိုင်းနဲ့ပတ်သက်ပြီးတိုက်ဆက်တိုက်ဆွဲဥစ္စာကောင်းတဲ့ဥစ္စာကောင်းတဲ့ဘုံကြီးရရှိနေမှာလေဒါရင်ဖြစ်ပေါ်နေတော့ကိစ္စဟောတယ်ဘုရားတရားတန်ခါယရနာမျိုးသုံးပါးမတတ်ဆိုင်တော့အဲ့ဒီပညာများနေတော့လည်းဟောဒီမိုင်းနေပိုင်းရုပ်ပိုင်းရွာပိုင်းတို့ခန်းစားခြင်းနောက်ချက်တွေတိုက်ခိုက်ခြင်းလုံးကြီးရောက်ခြင်းများမှာနေ။အဲရင်ဖြစ်ပေါ်နေတော့ခက်ခဲမျိုးဒုက္ခမျိုးအနေမျိုးတို့ဘုရားတရားတန်ခါယနာမျိုးသုံးပါးမတတ်ဆိုင်တော့တက်ပညာများနေတော့လည်းဟောဒီမိုင်းနေပိုင်းရုပ်ပိုင်းရွာပိုင်းမြို့လို့ရှိရင်တော့ရှင်မြို့လုံးနဲ့ရောဆက်ရှိဖောင်းဆွဲတိုက်ခြင်းနောက်ချက်လုံးကြီးရောက်ခြင်းများမှာနေ။အဲရင်တော့ကာယနဲ့ဒီကားလူတွေတော့ဖိုင်ဆိုင်တော့အိမ်ချမ်းကြီးဝင်နေမှာ။အိမ်မတတ်ချမ်းမတတ်ဒီတိုင်းဒီတိုင်းချမ်းတာတက်ခိုက်နောက်ဆက်လုံးကြီးရှိညာမှာလေစိတ်ကလေးကြောက်လိုက်စိတ်ထဲမှာတအားကြီးတင်းနေတာလို့စိတ်ကတင်းလို့စိတ်သွားလို့ပူပါနေတာဟုတ်ပြီနော်စိတ်ကလေးလျှော့ချမယ်ဘာမှမရှိဘူးနော်အရကရှိနေတာမရှိဘူးလို့ချောင်းလို့ရှင်းတော့လက်ကတဲ့လုံးကြီးရှိနေတာမရှိဘူးလို့ညာချေမှာပေါင်းလေးကုန်းလို့ပေါ့နေဟုတ်ရဘာမှမရှိဘူးနော်ဟိုကမျိုးသမီးခုခေါ်သွင်းတယ်ဝင်ရောက်ပါနော်အဲ့တော့စိတ်တဲ့နေရာမှာကူးတိုင်းကြတိုင်းခြေထောက်ကတိုင်းမရောကမဟုတ်ဘူးစိတ်ကြောင့်ကြတာဆိုတော့တွေးသားမကောင်းရင်ကျတယ်ကူးတယ်ဟာကတော့ဝေးတဲ့ဆိုတော့အခုကျွန်တော်ပြောနားလာရေးနားလာဖြစ်တဲ့ဟာကိုပြောနေတော့ကူးတိုင်းကြတိုင်းမရောကမဟုတ်ဘူးလို့ကျွန်တော်စိတ်မှာပြောလိုက်ပြီဟုတ်တယ်မဘာမှ40ကျွန်တော်အဲ့ဆရာနဲ့တော့ဒီတောင်းရထားတယ်ပြရမခေါင်းလာလုံးနေတယ်မဟုတ်ဘူးဟာတိုင်းမှာမရှိဘူးသူစိတ်ကြောင့်လို့ပြောတယ်သူမသားကပြောတယ်မယုံပါဘူးလို့ကျွန်တော်ဘူးပြောပြရမလားအဲ့ဒါကျွန်တော်ပြောတယ်ယုံမလားကျွန်တော်ဘူးပြောကျွန်တော်လည်းဟောမှာရှာကြည့်တယ်လူဘူးလို့စိတ်ပြောတာအဲ့လူကဖြစ်နေတယ်ခင်ဗျားတို့ကတော့ဟာဒါမျိုးကတော့ဟုတ်တာပဲဘူးနေတာပဲသူယုံဒီတော့ဘူးတိုင်းတိုင်းပြောတာမဟုတ်ဥပမာနားလည်အောင်ရှင်ဘိုင်းအောင်နိုင်အဆိုင်ရောကမဟုတ်ကြောက်ကကြောက်အောင်ဦးကြောက်အောင်အဲ့ဒါဆိုတော့အဲ့မှာတော့လေဘူးလို့သားလည်းပြောမှာဘူးခေါ်ရဲဟိုတော့ချောင်းတွေတုံနေတာဟိုကျွန်တော်စိတ်ထဲကစစ်ကြည့်တော့ကျွန်တော်ပေါ်ခိုင်းတဲ့ကတ်နေတော့မယ်ဒါကြတော့ပယောဂမှန်တယ်ဆိုလို့ရှိရင်ခြေထောက်ကဘယ်လိုပဲပြောဒီဆရာကြီးစစ်တယ်အကုန်လုံးမှန်နေရအတမရမဲ့ကျွန်တော်၄ချိန်စစ်တယ်ဘာကြောင့်စစ်တော့ဒီလူစီယောဂမှန်တော့ကျွန်တော်စိတ်ထဲနေစစ်ဒီလိုအတန်ကြောင့်ဖားတယ်နောက်တစ်ချက်ကိုမျိုးသမီးကစစ်သွားတယ်မှာကျွန်တော်စစစ်တယ်မွေးရပါတတိဆွဲတတိဆောင်ဝင်စစစ်အဲ့ဒါကတိုက်စစ်တာဒါပေမဲ့တော်တော်များများတိုက်ဘူးနားမလဲဒါကလည်းတိုက်ဆိုမှကတ်ချင်တယ်သူတို့ကြည့်ကိုခန္ဓာဝယ်မှာကြီးတိုက်ကြည့်ရလို့ထင်တယ်သူကတိုက်ဆိုရင်တိုက်သူကအောက်လန်းလောက်တာလို့ပြောရင်အောက်လန်းတိုက်ရှင်ကတ်တာဆိုကတ်နေတော့စီဝိုင်းပြောက်ရတယ်ဆိုလို့ရှိရင်စီဝိုင်းပြက်နေတာပြောကကြောင့်နေတဲ့လူတွေအဲစီဝိုင်းတိုက်ရှင်ကတ်ဆိုကတ်ချင်တယ်အဲ့နေမှာကျွန်တော်ကဘာလုပ်ရလဲဒီလူနာလေးကိုတကယ်ကြောင့်ပြောကကြောင့်ကတ်နေတာစိတ်ကြောင့်ကတ်တာလားသွေးတွေကြောင့်ကတ်တာလားဟန်ဆောင်ပြီးကတ်တာလားစိတ်ထဲကနေပြန်ပြောင်းစီရအဲ့တော့ဆရာကဗဇာကအမိန့်ပြန်တယ်မြောက်ခိုင်းတာလားကတ်ခိုင်းတာလားဘယ်လိုမသိဘူးအဲ့တော့ကျွန်တော်စိတ်ထဲကနေကတ်ဆိုကတ်ခိုင်းမယ်မြောက်ဆိုမြောက်ခိုင်းမယ်ကျွန်တော်စစ်တာလည်းအဝင်ကြီးလွဲနေပြီဆိုလို့ပြောပါဘူးအဲ့ကောင်းတဲ့ထုတ်တယ်ဘာပွဲမှပေးကြမှာဟောတိုက်မှန်ဘာပွဲမှပေးကြမှာအဆက်ဖြတ်ပြီးကျွန်တော်ပြီးကိုကြည့်တယ်ဆိုရင်ရှာကြည့်တာတိုက်မှုရတယ်အများကြီးရှိတယ်ဒီလိုနာမည်တာတွင်ရစရာအထူးအများကြီးရှိခန္ဓာကိုယ်မှာဒီလိုဈေးတစားမှမရှိဘဲနဲ့ဆရာလို့စာနေကောင်အများကြီးရှိဆရာလို့ပြောဒီကနားလေရမယ်ဆရာလည်းယုံလို့မရခိုင်းမှာတော့ဆရာကြည့်တော့ဒီလိုလူတွေပါလို့ပြီးတော့ဒီကခါရမှာတယောက်ကြည့်သွားတယ်ဒါအထူးနေများကြီး
ပညာရှင်အစစ်ကတော့ဒီခါနဲ့စက္ကန့်ပဲလို့ပြောတယ်။နောက်ကျတဲ့မဒီဒီကွန်မန့်တာ အဲ့တော့ဘုံကူတာတော့အဲ့လိုပြောလက်ချောက်တာဟုတ်နောက်ပေါ်တော့ဘယ်လောက်ပြေးတာလဲအဲ့ဒီအားလေးဒီလိုပြေးတယ်လို့ရတယ်နောက်ဆယ်ရက်ဝင်ဝင်အဲ့လေးဆောင်တာကိုတော့မပင်အဲ့နဲ့ဘူးတော့တော့အားလုံးကလူပဲစိတ်စိတ်ကိုခွဲနေတယ်။အခုလည်းငါတို့ရှိမှစစ်ကြတယ်ကျွန်တော်ကတ်နေရအောင်စိတ်ကိုပေါ်တာရဲမြောက်တော့ဘာလို့ပြောလဲ။ဘယ်ရောကကြောင့်မှလည်းဘယ်လိုဆိုလို့ပြောဘူးညာ။စိတ်တော့ပြည့်နေအောင်စိတ်နဲ့ပြောကြည့်ပါလိမ့်မယ်။ ဒီလက်ပြတော့ဘုံနေတာလည်းကြည့်တယ် လူဘူးဆိုပြီးရိုက်ရှာကြည့်တော့လူဘူးလို့ရိုက်ရှာပြီးအဲထွက်လာလိမ့်မယ်သူတို့တော့မပူဘဲနဲ့ပူနေတယ်